အားလုံးပဲမင်္ဂလာပါနော်ဒီကနေ့ကျွန်တော်တို့30ရက်ဂျွန်2025 6လပိုင်းတလတာကိုနှုတ်ဆက်တဲ့ရက်ပေါ့နော်ဒီနေ့အနေမှာတော့ဒါပြီးခဲ့တဲ့တစ်ပတ်ထောက်ကနန်းများမှပေါက်ကနန်းရှာကြမယ်ဆိုတဲ့ကောင်းဆောင်မှာနေကုန်ပတ်တီးအနေနဲ့2နဲ့6ကိုရတယ်ဗျာနော်ဝမ်းချင်းအနေနဲ့ဆိုရင်တော့4နဲ့9ကိုရပါတယ်အထီးကနန်းအနေနဲ့ဆိုရင်တော့9 3ညခွန်အထီးဆိုတာတော့အထီးကနန်းတချို့ကတော့အထီးကြီးလို့လည်းခေါ်သုံးဆွဲကြတာပေါ့ဗျာနော်ဘရိတ်အနေနဲ့ဆိုရင်တော့2 6ခွန်လေးဆိုတဲ့ဘရိတ်တွေကိုဒါထုံထုံရရှိပါတယ်ကဲဟိုဘက်ဆမ်းမနာညဘက်ချမ်းမှာတော့ဒါဒီကနေ့ထုံထုံရရှိထားတဲ့နေကုန်ပတ်တီထိပ်ပိတ်ဆိုတာနေကုန်ပတ်တီ2နဲ့6ပေါ့နော်1 chain 4 9အထီးကနန်း9 3ညခွန်အောက်မှာရှိနေတဲ့2 6ခွန်လေးဆိုတဲ့ဘရိတ်တွေနဲ့ဒါပြန်ပြီးတော့စီပြီးတော့တွဲဖက်ပေးထားဖြစ်ပါတယ်ဒါကတော့ကနန်းတွဲမစီတက်သူများအတွက်ဖြစ်ပါတယ်ဒီတော့ကနန်းတွဲမစီတက်သူများအတွက်ပရိတ်နှစ်အနေနဲ့3ည2ခွန်5မဝင်မင်းသားကြီးပေါ့ဗျာ6 6ပူပရိတ်6အနေနဲ့ဆိုရင်6 3ညခွန်9 4 2မြန်မာနက်ခတ်ပြန်ကနန်းဘိတ်ကွန်ခွန်3ညမြန်မာနက်ခတ်2 5လည်းပျောက်ပြီးတော့မလားဖြစ်နေနော်နှစ်ပတ်ရှိပြီဒီဘက်တော့ပါမလို့ထင်တာပဲလေကဲ break လေးရတော့ကျွန်တော်တို့4 3ည9 5 2 2ပူခွန်ပူဒါတွေကိုရရှိပါတယ်နေကိုနေတိုက်ဖြစ်တဲ့အတွက်ဒီနေ့လုံးကစားမှာဖြစ်ပါတယ်နှစ်သက်တယ်ကျန်နေတတ်တယ်ဆိုရင်တော့ထုတ်ပြီးတော့ကစားလို့ရပါတယ်ဗျာနော်အားလုံးဒီကောင်မှာကျွန်တော်တို့ဆက်မှတ်ကွက်ပဲရှိတယ်ဗျာနော်ကောင်းပါနော်ဒီကနေပြီးတော့နှစ်သက်တယ်ကျန်နေတတ်တယ်ဆိုရင်တော့ထုတ်လို့ပြီးတော့ကစားလို့ရပါတယ်ကျွန်တော်ကတော့အားလုံးသိတဲ့အတိုင်းမောင်ကဲမဲ့ဖြစ်ပါတယ်ကျေးဇူးအပ်ကြတဲ့ဒီသားစုဝင်တွေတကယ်ကျင်းနေနာမဖော်နေအားလုံးကျွန်တော်ဟောကဲမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျကျေးဇူးပါ